လုံးကနေထိုင်းကိုသွားဖို့အတွက်ဘာစာရက်စာတမ်းတွေဘယ်လိုပြင်ဆင်ရမလဲဆိုတာကိုပြပြပေးပါအောင်အဓိကဟုတ်ပထမဆုံးထိုင်းနေစာလုံးကိုသွားရင်ပထမဆုံးလိုအပ်တာဒီ vehicle registration detail ဆိုတာကိုသွားမဲ့ဆိုင်ကနဲ့လားကားနဲ့လားကိုယ့်ရဲ့ပိုင်ဆိုင်တဲ့ဟိုဟာကိုအဲ့ဒီ website ကနေအဲ့လို print ထုတ်ပါအရေးကြီးဆုံးပထမတစ်ခုပြီးတော့ထိုင်းဝင်ဖို့ကအဓိကအဲ့မှာသူ့ရဲ့ form တွေရှိတာ TM2 form ရယ် TM3 form ရယ်အရင်တော့ TM5 TM6 form မှာကျတော့ white card ဟိုပုံစံမျိုးရှိရကွာအခုကတော့မလိုတော့ဘူးပြောတာပဲမလိုတော့ဘူးပြောလို့ကျွန်တော်လည်းထုတ်မထားဘူးလိုအဲ့ရင်တော့အဲ့ immigration မှာပဲတောင်းကြည့်ရမှာပေါ့အဓိက TM2 form ကဘာလဲဆိုတော့ဒီမှာဟိုဒါတွေကဟိုအဲ့ Thai insurance တွေပါဝယ်အောင်မှာဝယ်ပြီးတော့မှအရင်ဆုံး kind of ဒါကြတော့အဓိကကျွန်တော်အတူချုပ်ပြောချင်တာကတော့ဟိုကိုယ့်ရဲ့ဆိုင်ငယ်ဒီတေးတွေပါတယ်ဘယ်နေ့ရောက်မှလဲဘယ်နိုင်ငံလာမှလဲပြီးတော့ဟိုဘယ်နှစ်ယောက်ပါမှလဲတကယ်လို့တယောက်တည်းသွားတယ်ဆိုရင်နောက်ထပ် form TM3 ကမလိုတော့ဘူးတယောက်တည်းသွားမှဆိုရင်တယောက်တည်းဆိုရင်ဒီ form တစ်ခုပဲရတယ်တကယ်လို့အနောက်က passenger ပါမှဆိုရင်အဲ့လို form တွေ detail တွေ passport number တွေပါတယ်ဖြည့်ပြီးတော့သွားရမှာပါရတယ်ဒီနေ့ကတော့ခရီးကမနေ့ပြန်မနေ့ထွက်မှာဆိုတော့ဒီနေ့ကစားရနေ prepare လုပ်ရတယ်လို့ပဲအနည်းဆုံးထုတ်ထိုင်တော့နှစ်ဆောင်သုံးဆောင်တော့ထုတ်ထားလိုက်ဒါကတော့အဲ့ဒီ website ကဟိုစားရနေအဲ့မှာဆိုင်ငယ် number ရဲ့ဆိုင်ငယ်ပါ model လဲအချို့ပညာအဲ့လိုလုပ်ပြရတယ်အဲ့တော့အခုမနက်ဖြန်သွားဖို့အတွက်ဘယ်လိုများခံစားနေရပါလဲ။ညနေတော့စိတ်လို့ရှာဘူး။ပြီးတော့ကျွန်တော်မိမကျတော့ကုန်းလန်းသွားမှာဆိုတော့ Thai visa တွေပါလေကြိုလျှောက်ထားတာ။ကြိုလျှောက်ထားတာသူကြာတာဘယ်လိုလဲ3လ visa ကြိုလျှောက်ထားပြီးတော့ကုန်းလန်းနေဝင်ရမှာ။ပြီးတော့ဟိုပြဿနာတစ်ခုက Thai ကနေစာလုံးဘက်ကိုကုန်းလန်းနေပြန်ဝင်လာလို့မရဘူး။မြန်မာ passport ဆိုရင်ပြန်ဝင်လာလို့မရတော့သူကကုန်းလန်းနေဝင်မယ်ပြီးရင်ဟိုလေရင်နဲ့ပြန်ထွက်မှာပေါ့အဲ့ဒါတော့ဟိုမြန်မာ passport မလို့ပေါ့ဗျာဒီပါမယ်